ကဲမင်္ဂလာပါနော်ဒါကတော့အမရဲ့ဖားကြော်ဆောင်ကွေးကြော်လေးဖြစ်ပါတယ်ရှင်ကမုန်းကြီးနဲ့ဖားကြော်ဆောင်ကွေးလေးချက်ပေးလိုက်တာပေါ့နော်ဒါလေးကိုပေးနေတာပါရှင်ကတော့နောက်တအိုးပါနော်ဒါဂွေးသီးနဲ့ပစုံကြောက်လေးနဲ့ကြော်ပေးတာပါရှယ်ကောင်းတယ်နော်ဒါအမတို့အိမ်ကကြော်ပြီးတဲ့လက်ရလေးပါလောက်ထိကောင်းလဲဆိုတော့အရန်မှုရင်းတာပဲပေါ့နော်အမလေးကိုစီဘူးလေးနဲ့ပြန်ပြီးတော့ကြော်တာပါရှင်သမင်းစားမွေတဲ့လူတွေသမင်းစားပြက်နေတဲ့လူတွေပေါ့နော်ရှယ်ပဲစိန်ကူချင်းနေနေဆိုဒါကတော့ပေါ့နော်အမကြောင်ချာသီးလေးကြော်စားမယ်ပေါ့နော်ဒါကတော့ဟိုဟာစက်တုံဖြူရစက်တုံနေရငရုတ်သီးရပေါ့နော်စီတက်နေတာပါပြီးလို့ရှိရင်ဒီဟာလေးထည့်လိုက်နော်အမကြောင်ချာသီးလေးကြော်စားနေတာပါရှင်ဟိုကြိုက်တော့လို့ကြော်စားပါနော်အမဒီလိုလေးကြိုက်တဲ့ဒီလိုလေးကြော်စားပါတယ်အမရဲ့ပစုံကြောင်းမှုတ်လေးရတယ်ပေါ့နော်အနမ်းထွက်လိုက်ဆိုအမဒီကြောင်ချာသီးကိုပေါ့နော်ဟိုကနေလှုပ်ထားတဲ့ဟာလေးထည့်လိုက်နော်ဝေးပါမယ်ကောင်းတဲ့ကြောင်ချာသီးကြော်လေးရပါပြီရှင်မိုးရမယ်အမစီထက်တိတ်ပြီးမတုံးပေါ့နော်စားကြပါဦးရှင်ဝေးနေတာပဲစားကြပါအောင်နော်ကြောင်ချာသီးကြော်လေးတကယ်ရှယ်ကြော်ထားတာအမစီထည့်ပြီးတော့ပေါ့နော်တိတ်ပြီးတော့မတုံးပါဘူးဘာလို့လဲဆိုတော့ကြောင်ချာသီးကြော်ဆိုတာကစီအရန်သုံးလို့ကောင်းတဲ့အရာမဟုတ်တဲ့အတွက်ပေါ့နော်စားကြပါအောင်ကြောင်ချာသီးမှုန့်လေးပေါ့နော်ကြော်ထားတာလေးရပါပြီရှင်အမငရုတ်သီးပေါ့နော်ဟိုဟာကြီးကိုအယောင်ကြီးကိုမထည့်ထားဘူးနော်ငရုတ်သီးစိမ်းလေးနဲ့အသုံးပြုပြီးကြော်ထားပါတယ်အမငရုတ်သီးစိမ်းဒီကိုအရန်ကြိုက်လို့ပေါ့နော်စားကြပါအောင်ရပါပြီရှင်ကျေးဇူးပါရှင်ဒါကပေါ့နော်အမခုနကြော်လိုက်တဲ့ငါးကြော်ရဲငဖဲရဲပြီးလို့ရှိရင်ဒီမှာဖားဟင်းလေးရပေါ့နော်အမခုနကြော်လိုက်တဲ့ဒီမှာဂွေးသီးကြော်လေးပေါ့နော်အမကြော်ပြီးသွားပါပြီရှင်ဒါကတော့တနင်္ဂနွေနေ့ပေါ့နော်မောင်နှမတွေစုစားမယ်ပေါ့နော်အမကတော့ဘာစားမလဲဆိုတော့မမွေတို့ကြော်လေးနဲ့ဒီဂွေးသီးကြော်လေးနဲ့ယူစားပါမယ်ရှင်စားကြပါဦးနော်